အခုဆိုရင်အမေရိကန်နဲ့အစ္စရေးတို့ပူးပေါင်းပြီးအီရန်နိုင်ငံပေါ်စစ်ရေးအရာအရှိန်ဟုန်မြင့်တိုက်ခိုက်လာခဲ့တာဟာ17ရက်မြောက်နေ့ကိုရောက်ရှိလာခဲ့ပြီဖြစ်တယ်လို့ဒီနေ့ဟာလည်းကမ္ဘာစစ်ရေးအခြေအနေတစ်ခုလုံးကိုလုံးဝပြောင်းလဲသွားစေလောက်တဲ့ထိတ်လန့်ဖွယ်ရာသတင်းတွေနဲ့အတူအလွန်တရာမှစိုးရိမ်စရာကောင်းတဲ့အလှည့်ပြောင်းတွေတပြိုင်နက်တည်းပေါ်ထွက်လာခဲ့တာပဲဖြစ်ပါတယ်။ပထမဦးဆုံးအနေနဲ့လူမှုကွန်ရက်စာမျက်နှာတွေမှာ breaking news အဖြစ်အကြီးအကျယ်ကြရထနေတဲ့သတင်းကတော့အီရန်နိုင်ငံရဲ့အမြင့်ဆုံးကောင်းဆောင်သစ်အဖြစ်မကြာသေးမီကမှခန့်အပ်ခံထားရတဲ့မို့ချ်တာဘာခါမီနီဟာဒီကနေ့မွန်လယ်ပိုင်းကပြုလုပ်ခဲ့တဲ့အမေရိကန်နဲ့အစ္စရေးလေတပ်တို့ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီးနောက်ဆုံးမှာတော့အဲ့ဒီဒဏ်ရာတွေနဲ့ပင်ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်းနဲ့သူ့ရဲ့တပ်ပုံပေါ်မှာရှင်းလင်းပစ်လိုက်ပြီးဆိုတဲ့သတင်းတွေကြဲကြဲလောင်လောင်ထွက်ပေါ်နေတာပဲဖြစ်ပါတယ်။မို့ချ်တာဘာခါမီနီဆိုတာဟာလောက်ကျန်တပ်ဖြတ်ခံလိုက်ရတဲ့အီရန်ခေါင်းဆောင်ဟောင်းအယာတိုလာအလီခါမီနီရဲ့သားအရင်ဖြစ်တယ်လို့သူ့ရဲ့ဖခင်ချေရာကိုနင်းပြီးအာဏာကိုထိန်းချုပ်ဖို့ကြိုးစားနေတဲ့အချိန်မှာပဲအခုလိုမျိုးမမျှော်လင့်မဲ့အသက်ပြောက်သွားရပြီဆိုတဲ့သတင်းတွေကြောင့်အီရန်အစိုးရရဲ့အမြင့်ဆုံးအာဏာစက်ရန်တရားတစ်ခုလုံးဟာခေါင်းဆောင်မဲ့သွားပြီးကြီးမားတဲ့ကမောက်ကမဖြစ်မှုတွေကိုရင်ဆိုင်ရတော့မှာဖြစ်တယ်လို့လက်ရှိအချိန်မှာတော့အီရန်အစိုးရဘက်ကတရားဝင်အတည်ပြုချက်ထွက်ပေါ်လာဖို့ကိုတကမ္ဘာလုံးကအထူးတလဲစောင့်ကြည့်နေကြတာလည်းဖြစ်ပါတယ်။တစ်ဖက်မှာလည်းအီရန်ဘက်ကငြိမ်မနေပဲသူတို့ရဲ့ဒုံးကျည်စစ်ပွဲစီးမြင်တွေကိုအကြီးအကျယ်ပြောင်းလဲပစ်လိုက်ပြီး Operation True Promise 4လို့အမည်ပေးထားတဲ့လက်တုံ့ပြန်စစ်စင်ရေးအရာလေကြောင်းတိုက်ခိုက်မှုလိုင်းပေါင်း33ကြိမ်တိတိပြုလုပ်ခဲ့ကြောင်းနဲ့အလွန်ထိတ်လန့်ဖွယ်ရာကောင်းတဲ့တန်ချိန်ပြည့် Monster Missile ဒုံးကျည်တွေကိုအသုံးပြုပြီးတုံ့ပြန်နေပြီဖြစ်ကြောင်းအီရန်တော်လှန်ရေးစောင့်တပ်ဖွဲ့ IRGC ကနေကြေညာချက်တွေထုတ်ပြန်လာတာကိုတွေ့ရပါတယ်။အဲ့ဒီဒုံးကျည်ကြီးတွေဟာတာမန်ဒုံးကျည်တွေထက်ဖြက်စီးအားအစပေါင်းများစွာပိုမိုပြင်းထန်တဲ့အပြင်အစ္စရေးရဲ့လေကြောင်းကာကွယ်ရေးစနစ်တွေကိုပါထိုးဖောက်နိုင်စွမ်းရှိတဲ့အတွက်အခုစစ်ပွဲဟာရင်ကားထက်ပိုမိုကြောက်မက်ဖွယ်ကောင်းတဲ့အနေအထားကိုရောက်ရှိသွားခဲ့ပြီဖြစ်တယ်လို့အီရန်ရဲ့အခုလိုတန်ချိန်ပြည့်ဒုံးကျည်တွေကိုအလုံးချင်းနဲ့အသုံးပြုလာမှုဟာဒေတာရင်းစစ်ရေးအင်အားချိန်ခွင်ရှာကိုပါအကြီးအကျယ်ရိုက်ခတ်သွားစေနိုင်တဲ့အခြေအနေမှာရှိနေပါတယ်။ Monster Missile တွေဟာအစ္စရေးရဲ့မြို့ကြီးပြကြီးတွေနဲ့အဓိကစစ်ရေးအဆောက်အအုံတွေကိုပြစ်မှတ်ထားဖို့ဒီဇိုင်းထုတ်ထားတာဖြစ်ပြီးအီရန်စစ်ဦးစီးချုပ်တွေကလည်းသူတို့ရဲ့အချုပ်အခြာအာဏာကိုထိပါလာမှုအတွက်အပြင်းထန်ဆုံးတုံ့ပြန်မှုတွေကိုဆက်လက်လှုံ့ဆော်သွားမှာဖြစ်ကြောင်းနဲ့ဒီစစ်စင်ရေးကြီးဟာရန်သူတွေမမျှော်လင့်ထားတဲ့အတိုင်းအတာထိကျယ်ပြန့်သွားနိုင်တယ်လို့သတိပေးပြောကြားထားတဲ့အတွက်အရှေ့ပိုင်းဒေသရဲ့အခြေအနေဟာအချိန်မရွေးပေါက်ကွဲထွက်သွားနိုင်တဲ့ရန်ပုံကြီးတစ်ခုလိုဖြစ်နေပါတယ်။အခုလိုမျိုးတန်ချိန်ပေါင်းများစွာလေးလံတဲ့ထိပ်ဖူးတွေကိုတက်ဆင်ထားတဲ့ဒုံးကျည်ကြီးတွေဟာမြေပြင်ပေါ်ကိုကြားရောက်လာခဲ့မယ်ဆိုရင်အဆောက်အအုံတွေနဲ့မကဘဲမြေအောက်ခံတပ်စခန်းတွေကိုပါလုံးဝပျက်စီးသွားစေနိုင်တဲ့အထိစွမ်းအားကြီးမားလာကြောင်းအစ္စရေးရဲ့လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့တွေအတွက်တော့အိမ်မဆိုးတစ်ခုလိုဖြစ်လာခဲ့ရသလိုအမေရိကန်နဲ့အစ္စရေးလေတပ်တွေကလည်းအီရန်ရဲ့ဒုံးကျည်စခန်းတွေကိုအမြင့်ပြတ်ချိန်မှုန်းနိုင်ဖို့အတွက်သူတို့ရဲ့စစ်စင်ရေးတွေကိုအရှိန်မြင့်တင်နေပါတယ်။အီရန်ဗိုလ်ချုပ်ကြီးမာဂျစ်မူဆာဗီရဲ့အလွန်တရာမှထိတ်လန့်ဖွယ်ရာကောင်းတဲ့ထုတ်ပြန်ချက်အရဆိုရင်ယနေ့ချိန်ကစပြီးအီရန်စစ်တပ်အနေနဲ့အလေးချိန်တန်အောင်ကျော်နေတဲ့ထိပ်ဖူးတပ်ဒုံးကျည်တွေကိုလုံးဝအသုံးပြုတော့မှာမဟုတ်ပဲပြစ်လွှတ်လိုက်တဲ့ဒုံးကျည်တိုင်းဟာအရင်ကထက်ပေါက်ကွဲအားနှစ်ဆပိုမိုပြင်းထန်တဲ့ Monster Missile ဘလူးတရဲဒုံးကျည်ကြီးတွေသာဖြစ်လာတော့မှာဖြစ်တဲ့အတွက်ဒါဟာအစ္စရေးနဲ့အမေရိကန်တို့အတွက်အကြီးမားဆုံးသောချိန်ချောက်မှုကြီးဖြစ်လာသလိုအီရန်ဟာသူတို့ရဲ့အဆင့်မြင့်ဆုံးလက်နက်တစ်ခုဖြစ်တဲ့ K-Barshikan အမျိုးအစားဒုံးကျည်10သင်းကို Tel Aviv မြို့ပြ area တွေနဲ့ဘာရိန်းနိုင်ငံမှာရှိတဲ့အမေရိကန်ငါးလွှာမြောက်ရေတပ်မဟာအခြေစိုက်စခန်းတွေစီကိုပြစ်မှတ်ထားပစ်လွှတ်ခဲ့တယ်လို့သိရပါတယ်။ဒီ K-Barshikan ဒုံးကျည်တွေဟာအဆိုင်ခဲလောင်စာသုံးစနစ်ကိုအသုံးပြုထားတာကြောင့်မိနစ်ပိုင်းတွင်အသင့်ပြင်ဆင်ပစ်လွှတ်နိုင်သလိုလမ်းပေါ်ကနေရွေရှားပစ်လွှတ်နိုင်တဲ့စွမ်းဆောင်ရည်ရှိတာကြောင့်ကြိုတင်ခြေရာခံဖို့အလွန်ခက်ခဲပြီးကီလိုမီတာ1450အကွာအဝေးထိတိကျစွာရောက်ရှိနိုင်တဲ့အပြင်တနအီကိုကီလိုမီတာ9000ကျော်အထိရှိတဲ့အလွန်မြန်ဆန်တဲ့အမြန်နှုန်းနဲ့ထိုးဆင်းလာနိုင်တာကြောင့်ရန်သူရဲ့ဂျားဖြတ်ဟန်တာရေးစနစ်တွေကိုအလွယ်တကူရှောင်ကွင်းနိုင်စွမ်းရှိကအရင်ကထိပ်ဖူးလေးချိန်ကီလိုဂရမ်450ကနေ600ဝန်းကျင်သာရှိခဲ့ရကနေအခုခါမှာတော့တဒန်အထိ2ဆတိုးမြင့်လိုက်တာကြောင့်ပြစ်မှတ်ကိုထိမှန်တဲ့အခါမှာဖြစ်ပေါ်လာမယ့်ပျက်စီးဆုံးရှုံးမှုဟာခံမဲ့ရခက်လောက်အောင်ကြီးမားသွားမှာပဲဖြစ်ပါတယ်။ဒါအပြင်အီရန်ရဲ့အခုလိုဒုံးကျည်ထိပ်ဖူးအလေးချိန်ကိုပြောင်းလဲလိုက်ခြင်းဟာစစ်ပွဲရဲ့စီးပွားရေးတွက်ချက်မှုအပိုင်းမှာပါအကြီးအကျယ်ကြရက်ရိုက်သွားစေပြီးပဲထိန်ဒုံးကြီးတွေကိုဂျားဖြတ်ပစ်ချဖို့အတွက်အသုံးပြုရတဲ့ Patriot PAC-3 ဒုံးကြီးတစ်စင်းကိုအမေရိကန်ဒေါ်လာ4သန်းခန့် THAAD ဒုံးကြီးတစ်စင်းကိုဒေါ်လာ12သန်းကျော်နဲ့အစ္စရေးရဲ့ Arrow 3 စနစ်တွေဟာတစ်ချက်ပြည့်ရင်ဒေါ်လာတန်းချီကုန်ကျနေတာကြောင့်အီရန်ကဒုံးကြီးထိပ်ဖူးတွေကိုပုံမိုကြီးမားအောင်လုပ်ပြီးအလုံးချင်းနဲ့ပစ်လွှတ်လာတဲ့အခါမှာတော့ကာဝေးရေးဘက်ကနေငွေကြေးအမြောက်များကိုမီးရှို့သလိုလောင်ကျွမ်းစေမဲ့စီးပွားရေးအရာသွေးထွက်တန်ယိုဖြစ်စေမဲ့တွက်ချက်မှုကြီးဖြစ်လာပါတယ်။အီရန်အနေနဲ့ရေတွက်နဲ့ဖျက်ဆီးနိုင်တဲ့နှစ်ခုစလုံးကိုတပြိုင်နက်တည်းအသုံးချလာတဲ့အတွက်အရင်ကဂျားပြတ်ဟန်တာနိုင်မှုယာကိုင်တို့မြင်မာခဲ့တယ်ဆိုရင်တော့မှအခုလိုပေါက်ကွဲအားနှစ်ဆရှိတဲ့ဒုံးကျည်တွေကြားထဲကဒဇင်းလေးလွတ်ထွက်သွားပြီးလူနေထူထပ်တဲ့နေရာမျိုးဒါမှမဟုတ်အဓိကစစ်ရေးဗဟိုချက်တွေပေါ်ကိုကြားရောက်သွားခဲ့ရင်တော့ဖြစ်လာမယ့်နောက်ဆက်တွဲပျက်စီးဆုံးရှုံးမှုဟာစစ်မြေပြင်ရဲ့အသာစီးရမှုကိုချက်ချင်းပြောင်းလဲသွားစေနိုင်တာကြောင့်အီရန်ရဲ့အခုခြေလှမ်းဟာရန်သူကိုစစ်ရေးအရာနဲ့မကဘဲစိတ်ပိုင်းဆိုင်ရာနဲ့စီးပွားရေးအရာပါအလဲထိုးဖို့ပြင်ဆင်လိုက်တဲ့မဟာဗျူဟာမြောက်ခြေလှမ်းတစ်ခုပဲဖြစ်ပါတယ်။အမေရိကန်ကာကွယ်ရေးဝန်ကြီး PT Hassad ကိုယ်တိုင်ကလက်ရှိဆောင်ရွက်နေတဲ့ Operation Epic Fury စစ်စင်ရေးကြီးဟာယနေ့မှာတော့အပြင်းထန်ဆုံးနဲ့အရှိန်ဟုန်အမြင့်မားဆုံးသောတိုက်ခိုက်မှုတွေကိုပြုလုပ်နေတဲ့နေ့တစ်နေ့ဖြစ်တယ်လို့အတီလင်းဆိုလိုက်ပြီး
အမေရိကန်ရဲ့အစိမ့်မြင့်ဘုံကျဲလေယာဉ်တွေနဲ့အစ္စရေးရဲ့ခေတ်မီတိုက်လေယာဉ်တွေဟာအီရန်နိုင်ငံရဲ့အချုပ်အခြာအာဏာပိုင်တဲ့အတွင်းကအဓိကကျတဲ့စစ်ရေးအဆောက်အုံတွေဒုံးကျည်ပစ်စင်တွေနဲ့ဗဟိုကုတ်ကဲရေးစခန်းတွေကိုရည်မှန်းချက်ပြည့်ဝစွာနဲ့ဆက်လက်ဘုံကျဲတိုက်ခိုက်နေစေဖြစ်တယ်လို့စစ်စင်ရေးစတင်ခဲ့တဲ့အချိန်ကစပြီးပြစ်မှတ်ပေါင်း9000ကျော်ကိုအောင်မြင်စွာထိမှန်ချေမှုန်းနိုင်ခဲ့တာကြောင့်အီရန်ရဲ့ပဲထိန်ဒုံးကျည်ပစ်လက်နိုင်စွမ်းဟာ90%ကျော်ထိတိတိတသာကျဆင်းသွားခဲ့ရတဲ့အပြင်ဒရုန်းပစ်လွတ်မှုကလည်း83%ထိထိုးဆင်းသွားခဲ့ကအီရန်ရဲ့စစ်သည်မောပေါင်း90ကျော်ကိုလည်းပင်လယ်ရေအောက်ခြေစီကိုပို့ဆောင်နိုင်ခဲ့ပြီလို့သိရပါတယ်။အမေရိကန်စစ်မှုထမ်းဟောင်းနဲ့ရေတပ်စစ်မှုထမ်းဟောင်းတဦးဖြစ်သူဂျွန်ဝစ်ရဲ့နက်နက်ရှိုင်းရှိုင်းသုံးသက်ချက်အရဆိုရင်လက်ရှိချိန်မှာအမေရိကန်နဲ့အစ္စရေးတို့ဟာအီရန်ရဲ့လေပိုင်နက်တစ်ခုလုံးပေါ်မှာလုံးဝအုပ်တုံလေကြောင်းစိုးမိုးမှုကိုအခိုင်အမာရရှိထားပြီးဖြစ်တာကြောင့်အီရန်ရဲ့ဒေတာတွေမှာအကြမ်းဖက်မှုတွေတင်ပို့နေတဲ့စွမ်းရည်တွေဟာလုံးဝအုပ်တုံပျက်စီးသွားခဲ့ပြီဖြစ်ပြီးအီရန်လေတပ်ဟာလည်းနလန်မထူနိုင်တော့တဲ့အထိပြတ်သုံးသွားသလိုရေတပ်ဟာလည်းပင်လယ်အောက်ခြေကိုရောက်ရှိသွားခဲ့ပြီဖြစ်တဲ့အတွက်အီရန်ရဲ့ဒုံးကျည်ပစ်လွှတ်နိုင်စွမ်းဟာလည်း85%ကနေ80%ထိလျော့ကျသွားပြီဖြစ်ကအမေရိကန်အနေနဲ့ဒီကနေ့မှာစစ်စင်ရေးကိုရပ်တန့်လိုက်မယ်ဆိုရင်တော့မှအီရန်ရဲ့စစ်ရေးစွမ်းရည်ဟာနောက်နှစ်ပေါင်းများစွာအထိပြန်လည်မထူထောင်နိုင်တော့ပဲနောက်ကျကျဉ်းရသွားမှာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းအမေရိကန်အတွက်အဓိကစိန်ခေါ်မှုကြီးကတော့စစ်ပွဲရဲ့အလွန်မဲကြီးမားလာတဲ့ကုန်ကျစရိတ်တွေဖြစ်ပြီးပင်တဂွန်စစ်ဌာနချုပ်ကထုတ်ပြန်လိုက်တဲ့အစီရင်ခံစာအရဆိုရင်စစ်ပွဲစတင်ခဲ့တဲ့ပထမဆုံး2ရက်အတွင်းမှာတင်ခဲယမ်းမီးကျောက်တွေအတွက်အမေရိကန်ဒေါ်လာ9.6ဘီလီယံထိကုန်ကျခဲ့ရတာကြောင့်အမေရိကန်ပြည်တွင်းမှာလည်းဒီစစ်ပွဲနဲ့ပတ်သက်ပြီးနိုင်ငံရေးအရသဘောထားကွဲလွဲမှုတွေအကြီးအကျယ်ပေါ်ပေါက်နေက Republican တွေရဲ့80%ကထောက်ခံမှုပေးထားပေမဲ့ Democrat တွေဘက်ကတော့10%လောက်သာထောက်ခံမှုရှိတော့တာကြောင့်ပြည်တွင်းနိုင်ငံရေးဖိအားတွေလည်းအိမ်ဖြူတော်အတွက်ခေါင်းခဲစရာကိစ္စတည်းတစ်ခုဖြစ်လာနေတာပဲဖြစ်ပါတယ်။ကမ္ဘာစီးပွားရေးရဲ့အသက်သွေးကြောလို့တင်စားကြတဲ့ Hormuz ရေလက်ကြားဟာအခုချိန်မှာတော့စစ်ပွဲရဲ့အရေးကြီးဆုံးနဲ့အန္တရာယ်အရှိဆုံးမျက်နှာစာတစ်ခုဖြစ်လာနေပါတယ်။ဒီရေလမ်းကြောင်းဟာတစ်ကမ္ဘာလုံးကအသုံးပြုနေတဲ့ရေနံစိမ်းတည်ယူပို့ဆောင်မှုစုစုပေါင်းရဲ့9ပုံတစ်ပုံခန့်နေ့စဉ်ဖြတ်တန်းနေရတဲ့နေရာဖြစ်တာကြောင့်ကမ္ဘာအရေးပါဆုံးစွမ်းရည်တည်ယူပို့ဆောင်ရေးလေပင်လို့လည်းသတ်မှတ်ခံထားရတာပါ။အခုခါမှာတော့ American ထောက်လှမ်းရေးသတင်းရင်းမြစ်တွေစီကနေစိုးရိမ်စရာသတင်းစကားတွေထွက်ပေါ်လာနေပါတယ်။အဲ့ဒါကတော့အီရန်နိုင်ငံဟာဒီအရေးပါတဲ့ရေလက်ကြားထဲမှာရေမြုပ်မိုင်းတွေစတင်ချထားနေပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်။လက်တလောချိန်တွေရမိုင်းချထားမှုဟာအရေးအတွက်အဖြစ်အများပြားမရှိသေးပဲလွန်ခဲ့တဲ့ရက်ပိုင်းတွင်မှာမိုင်းဒါဇင်အနေငယ်လာတာချထားသေးတယ်လို့ဆိုထားပေမဲ့ဒါဟာ short တွက်လို့မရတဲ့ကိစ္စတော့မဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့အီရန်မှာမိုင်းချရမှာအသုံးပြုနိုင်တဲ့အမြန်မောင်းလှင်ငယ်တွေနဲ့မိုင်းချရရင်အင်အားစု80%ကနေ90%ထိအပြည့်အဝရှိနေသေးလို့ပါပဲ။ဒီလိုအင်အားမျိုးနဲ့ဆိုရင်အီရန်အနေနဲ့စိတ်ကူးပေါက်တာနဲ့ဟော်မုစ်ရေလက်ကြားတစ်ခုလုံးကိုမိုင်းမောင်းရာချီပြီးအချိန်တိုအတွင်းအလွယ်တကူပိတ်ဆို့ပြနိုင်စွမ်းရှိနေတယ်လို့သတင်းရင်းမြစ်တွေကအလေးနက်သတိပေးနေကြပါတယ်။ဒီလိုတင်းမာမှုတွေနဲ့ပတ်သက်ပြီးအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့သူ့ရဲ့ထုံးစံတိုင်းပြက်ပြက်သားသားတုံ့ပြန်ပြောဆိုထားပါတယ်။သမ္မတထရန့်ကလက်ရှိအချိန်ထိတော့အီရန်ကမိုင်းချနေတယ်ဆိုတဲ့အတည်ပြုစီရင်ခံစာတွေသူ့စီကိုမရောက်လာသေးဘူးလို့ညင်းဆိုထားပေမဲ့အီရန်ဘက်ကတော့အလွန်ပြင်းထန်တဲ့ရာဇသံတစ်ခုပေးထားပါတယ်။သူကအီရန်အနေနဲ့ဘလို့အကြောင်းပြချက်နဲ့ပဲဖြစ်ဖြစ်ဒီရေလမ်းကြောင်းထဲမှာမိုင်းတွေချထားခဲ့မယ်ဆိုရင်အဲ့ဒီမိုင်းတွေကိုချက်ချင်းပြန်လည်ဖယ်ရှားရမယ်လို့ဆိုပါတယ်။တကယ်လို့သာမဖယ်ရှားပဲကောင်းပါနိုင်မယ်ဆိုရင်တော့အီရန်နိုင်ငံအနေနဲ့တမိုင်းမှာတစ်ခါမှမကြုံဘူးတဲ့စစ်ရေးနောက်ဆက်တွဲအကျိုးဆက်တွေကိုရှောင်လွှဲလို့မရပဲရင်ဆိုင်ရလိမ့်မယ်လို့သတိပေးထားပါတယ်။ဒါပေမဲ့သမ္မတထရန့်ကစစ်ရေးအရာချင်းချောက်နေမဟုတ်ပဲတစ်ဖက်ကလည်းတန်တမန်ရေးအရာလမ်းဖွင့်ပေးထားပါသေးတယ်။အီရန်အနေနဲ့တကယ်လို့မိုင်းတွေချထားမိခဲ့တယ်ဆိုရင်တော့အခုချိန်မှာအဲ့ဒီမိုင်းတွေကိုပြန်လည်ဖယ်ရှားလိုက်တာဟာမှန်ကန်တဲ့လမ်းကြောင်းပေါ်ကိုပြန်တက်လာတာဖြစ်ပြီးအခြေအနေတွေကိုပြည်လည်အောင်ဖြည့်ရှင်းနိုင်မယ်ခွင့်ရရှိတယ်လို့ဆိုလိုတဲ့သဘောမျိုးပြောကြားထားပါတယ်။ဟော်မုချီလက်ကြားမှာမိုင်းအနေအကြောင်းလမ်းကြောင်းပိတ်ဆို့သွားမယ်ဆိုရင်ဒါဟာနိုင်ငံတစ်ခုတည်းတင်မကပဲတစ်ကမ္ဘာလုံးရဲ့အိတ်ကက်နဲ့မိဖို့ကြောင့်ဒီတိုက်ရိုက်တက်ရောက်လာမယ့်ကိစ္စဖြစ်ပါတယ်။ဒီတက်ရောက်မှုတွေကိုကျွန်တော်အချက်လက်ဆောင်ဆောင်နဲ့စကားပြေပုံစံဆက်ပြီးရှင်းပြပေးပါမယ်။ပထမဆုံးအနေနဲ့သိတာဆုံးကတော့ကမ္ဘာရေနံစိမ်းလုံးအစမတန်ထိုးတက်သွားမှာပါ။ဟော်မုချီလက်ကြားဟာကမ္ဘာရေနံစိမ်းတည်ယူပို့ဆောင်မှုရဲ့20%လောက်ဖြတ်တန်းနေရတဲ့နေရာဖြစ်တာကြောင့်ဒီလမ်းကြောင်းမှာမိုင်းတွေရှိနေပြီဆိုတာနဲ့တင်သင်္ဘောအာမခံခါတွေတက်လာမယ်။ရေနံတင်သင်္ဘောတွေတွာလာရင်မှမဟုတ်တော့ပဲရေနံပြက်လက်မှုအန္တရာယ်နဲ့ရင်ဆိုင်ရပါလိမ့်မယ်။စီးပွားရေးပညာရှင်တွေခံမှန်းကြတာကတော့ဒီလမ်းကြောင်းသာတကယ်ပိတ်သွားရင်ရေနံတစ်စီဈေးဟာဒေါ်လာ100ကျော်ကနေ150ထိတောင်ခုန်တက်သွားနိုင်ပြီးဒါဟာနိုင်ငံတကာက73စီဈေးတွေကိုပါတရိပ်ရိပ်တက်လာစေမှာပါ။ဒုတိယချက်ကတော့ကမ္ဘာလုံးဆိုင်ရာကုန်စည်နှုန်းကြီးမြင့်မှုပါပဲ။73စီဈေးတက်လာတဲ့နေ့မှာကုန်တီပို့ဆောင်ကားတွေကုန်တက်ကုန်မှာဖြစ်လို့စားတောက်ကုန်ကစားလူသုံးကုန်ပစ္စည်းတွေအစုံဈေးနှုန်းတွေလိုက်တက်လာပါလိမ့်မယ်။အထူးသဖြင့်အာရှနိုင်ငံတွေဖြစ်တဲ့တရုတ်၊ဂျပန်၊အိန္ဒိယနဲ့တောင်ကိုရီးယားတို့ဟာသူတို့လိုအပ်တဲ့ရေနံရဲ့အများစုကိုဒီရေလက်ကြားကတဆင့်ပင်လယ်ကွေ့နိုင်ငံတွေစီကနေမှာယူနေရတာဖြစ်လို့အာရှစီးပွားရေးဟာအပြင်းထန်ဆုံးရိုက်ခတ်မှုကိုခံရနိုင်ပါတယ်။စက်ရုံတွေလည်းဘက်ဖို့စွမ်းရည်အခက်အခဲဖြစ်လာနိုင်တယ်လို့ထုတ်ကုန်စရိတ်တွေကြီးမြင့်လာပြီးစီးပွားရေးတုံ့ဆိုင်းမှုတွေအထိဖြစ်လာနိုင်ပါတယ်။နောက်ထပ်အရေးကြီးတဲ့သက်ရောက်မှုကတော့စစ်ရေးနဲ့နိုင်ငံရေးတင်းမာမှုတွေအထွတ်အထိပ်ရောက်သွားနိုင်တာပါ။အမေရိကန်နဲ့သူ့ရဲ့မဟာမိတ်တွေကကမ္ဘာစီးပွားရေးအသက်သွေးကြောကိုကာဝယ်ဖို့အတွက်ရေကြောင်းသွားလာမှုလွတ်လပ်ခွင့်ကိုအကြောင်းပြပြီးအီရန်ပေါ်တိုက်ရိုက်စစ်ရေးအရအရေးယူမှုတွေလုပ်လာနိုင်ပါတယ်
ဒါဟာဒေတာရင်းစစ်ပွဲကနေကမ္ဘာလုံးဆိုင်ရာပြည်ပခအသွင်ကိုကူးဆက်သွားနိုင်ပြီးပင်လယ်ကွေ့ဒေတာတစ်ခုလုံးကိုမတိမငြိမ်ဖြစ်သွားစေပါလိမ့်မယ်။နောက်ဆုံးအနေနဲ့ကတော့ကမ္ဘာရေတောင်ကုန်သွယ်မှုလမ်းကြောင်းတွေပြောင်းလဲကုန်ပါပါ။တင်မော်လိုင်းတွေအနေနဲ့အန်ဒီရရှိတဲ့ဟုံးမစီလက်ကြားကိုရှောင်ပြီးတခြားလမ်းကြောင်းတွေကနေပတ်သွားရတဲ့အတွက်ခရီးစဉ်တွေကြန့်ကြာမယ်။ကုန်ကျစရိတ်တွေပိုများလာမယ်။ဒါဟာကမ္ဘာထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်တစ်ခုလုံးကိုကမောက်ကမဖြစ်စေပြီးရေရှည်မှာကမ္ဘာစီးပွားရေးနယ်လန်ထူဖို့ခက်ခဲသွားနိုင်တဲ့အထိစိုးကျိုးတွေရှိနေပါတယ်။ဒီလိုသက်ရောက်မှုတွေကအလွန်ကြီးမားလွန်းတာကြောင့်လဲသမ္မတထရန့်ကတမိုင်းမှာမကြုံဘူးတဲ့အကျိုးဆက်လို့သုံးနှုန်းပြီးအီရန်ကိုပြင်းပြင်းထန်ထန်သတိပေးနေရတာဖြစ်ပါတယ်။ဒီစစ်ပွဲအခြေအနေကိုကြည့်မယ်ဆိုရင်ဒါဟာကိန်းဂဏန်းတွေဒုံးကျည်ရေတွက်တွေဒါမှမဟုတ်စစ်လက်နက်ပစ္စည်းတွေရဲ့အားပြိုင်မှုတသက်မဟုတ်တော့ပဲလူသားတွေရဲ့အသက်တွေသွေးတွေနဲ့ရင်းနှီးပေးဆက်နေရတဲ့ကြေကွဲစရာဖြစ်ရတဲ့ခုဖြစ်လာနေပါတယ်။ပင်တဂွန်စစ်ဌာနချုပ်ကထုတ်ပြန်လိုက်တဲ့အတည်ပြုချက်တွေအရအီရန်နဲ့ဖြစ်ပွားနေတဲ့ဒီစစ်ပွဲအတွင်းမှာအမေရိကန်စစ်သား140ကျော်ဟာထိခိုက်ဒဏ်ရာတွေရရှိထားပြီးဖြစ်တယ်လို့အဲ့ဒီထဲက10ယောက်ကတော့ဒဏ်ရာပြင်းထန်လို့အသက်ဆုံးရှုံးခဲ့ရပြီလို့သိရပါတယ်။စစ်မြေပြင်ကထွက်ပေါ်လာတဲ့ဒီလိုတေကျေပျက်စီးမှုသတင်းတွေဟာစစ်ပွဲရဲ့ရက်စက်ကြမ်းကြုတ်မှုကိုမိမောင်းထိုးပြနေတယ်လို့မိသားစုဝင်တွေအတွက်လည်းဘလို့မှအစားထိုးမရနိုင်တဲ့ဆုံးရှုံးမှုတွေဖြစ်စေပါတယ်။ဒါအပြင်ဒီထက်ပိုမိုဆိုးရလာနိုင်တဲ့အလားအလာတွေကလည်းစိုးရိမ်စရာအဆင့်မှာရှိနေပါတယ်။တကယ်လို့သာဒီစစ်ပွဲကြီးကိုအချိန်မီမရပ်တန့်နိုင်ခဲ့ဘူးဆိုရင်အမေရိကန်အစိုးရအနေနဲ့မရိန်းတပ်သားအင်အား8000အထိအီရန်နိုင်ငံတွေကိုဆေလွှတ်ဖို့ပြင်ဆင်နေတယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေပါတယ်။ဒီအချက်ကိုတော့အမေရိကန်လွှတ်တော်အမတ်တွေကထောက်လှမ်းရေးဌာနရဲ့တင်ပြချက်တွေကိုကိုးကားပြီးထုတ်ဖော်ပြောဆိုလာကြတာပါ။အင်အားလုံးရင်းနဲ့ကျူးကျော်ဝင်ရောက်ဖို့ပြင်ဆင်နေတဲ့ဒီအခြေအနေဟာစစ်ပွဲရဲ့အတိုင်းအတာကအခုထက်အများကြီးပိုမိုကျယ်ပြန့်လာပြီးဒေတာရင်းတည်ငြိမ်မှုကိုပါအပီးတိုင်ဖျက်ဆီးပြနိုင်တဲ့အနေအထားမျိုးဖြစ်နေပါတယ်။စစ်ပွဲရဲ့ကြရဟာစစ်မြေပြင်မှာနေရပ်တန့်မနေပဲကမ္ဘာလေကြောင်းတည်ယူပို့ဆောင်ရေးကဏ္ဍကိုလည်းအကြီးအကျယ်ရိုက်ခတ်နေပါတယ်။နာမည်ကျော်သတင်းဖော်ပြချက်တွေအရဒူဘိုင်းနဲ့ဒါကာလိုအချက်ချကြတဲ့မြို့တွေကိုပြေးဆွဲနေတဲ့အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းနေတာလက်ရှိလုံခြုံရေးအခြေအနေကြောင့်သူတို့ရဲ့ပြန်တမ်းမှုတွေကိုတစ်နှစ်တိတိရနာထားမယ်လို့ကြေညာလိုက်ရပါတယ်။ဒါဟာခရီးသွားလာရေးနဲ့ကုန်သွယ်ရေးကိုသာမကအဲ့ဒီဒေသတွေမှာအလုပ်လုပ်ကိုင်နေကြတဲ့ထောင်ပေါင်းများစွာသောပြည်ပရောက်လုပ်သားတွေအတွက်လည်းကြီးမားတဲ့အခက်အခဲတွေဖြစ်ပေါ်စေပါတယ်။ကောင်းကင်မှာလေယာဉ်တွေမပြန်တမ်းနိုင်တော့ပဲလမ်းကြောင်းတွေပိတ်ဆို့ကုန်တာဟာစစ်ပွဲရဲ့အချိန်မဲ့ကကမ္ဘာဒေါ်လာကိုဘယ်လောက်ထိလွှမ်းမိုးနေတယ်လဲဆိုတာကိုသက်သေပြနေတာပါ။ဒီလိုရှုပ်ထွေးလာတဲ့အခြေအနေတွေကြားမှာသမ္မတဒေါ်နယ်ထရန့်ကိုယ်တိုင်ကလည်းစစ်ပွဲဟာမကြာခင်မှာပြီးဆုံးသွားလိမ့်မယ်လို့အကောင်းမြင်စကားပြောဆိုနေပေမဲ့လက်တွေ့ကြတဲ့အခြေအနေရတော့ဒီစစ်ပွဲဟာလက်တလုံးမှာပြီးဆုံးဖို့လုံးဝမလွယ်ကူသေးဘူးဆိုတာကိုသူကိုယ်တိုင်ဝန်ခံထားရပါတယ်။တစ်ဖက်မှာငြိမ်းချမ်းရေးအတွက်လမ်းဖွင့်ထားတယ်လို့ဆိုပေမဲ့တစ်ဖက်မှာလည်းစစ်ရင်အားတွေတိုးချဲ့နေတာကြောင့်ဒီပြည်ပခါဟာဘယ်တော့မှအဆုံးသတ်မလဲဆိုတာကတော့ဘယ်သူမှတိတိကျကျမခံမှန်းနိုင်သေးတဲ့ပုံစံတစ်ပုဒ်ဖြစ်နေပါတယ်။စစ်ပွဲရဲ့နောက်ဆက်တွဲဆိုးကျိုးတွေဟာအချိန်နဲ့မျှတိုးပွားလာနေပြီးလူသားချင်းစာနာမှုဆိုင်ရာအကြက်တဲတွေကလည်းပုံမနှက်ဆိုင်လာတဲ့အနေအထားမှာရှိနေပါတယ်။ခြုံငုံကြည့်ရမယ်ဆိုရင်ဟော်မုတ်ရေလက်ကြားကမိုင်းရန်နေရကစလို့ကမ္ဘာလေကြောင်းလိုင်းတွေရန်နာကုန်တာအထိအခြေအနေတွေဟာတစ်ခုနဲ့တစ်ခုဆက်နွယ်ပြီးတင်းမာမှုအရှိန်မြင့်တက်နေစေဖြစ်ပါတယ်။စစ်ပွဲဆိုတာအနိုင်ရှုံးထက်စာရင်ဆုံးရှုံးမှုတွေကိုပဲရှေ့တန်းတင်နေရှိတဲ့အတိုင်းအခုလည်းစစ်တီတော်တွေရဲ့အသက်တွေမိသားစုတွေရဲ့မျက်ရည်တွေနဲ့ရင်းနှီးနေရတာဟာတကယ့်ကိုဝမ်းနည်းစရာကောင်းလာပါတယ်။နိုင်ငံရေးကောင်းဆောင်တွေရဲ့ဆုံးဖြတ်ချက်တစ်ချက်ချင်းစီကကမ္ဘာစီးပွားရေးနဲ့ငြိမ်းချမ်းရေးပေါ်ဘယ်လောက်ထိတက်ရောက်မှုကြီးမားသလဲဆိုတာဒီဖြစ်ရပ်တွေကသက်သေပြနေပါတယ်။ရှေ့ဆက်ပြီးဒီပြည်ပခါဟာဘလို့ပုံစံနဲ့အဆုံးသတ်သွားမလဲ။ငြိမ်းချမ်းရေးစကားဝိုင်းနေစီတကယ်ပဲဥတီနိုင်မှာမလားဆိုတာကတော့တကမ္ဘာလုံးကစိုးရိမ်နေကြီးစောင့်ကြည့်နေရမယ့်ကိစ္စပဲဖြစ်ပါတယ်။ကြည့်ရှုနားဆင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။